ညက်ပူလာညက်ထုတ်ပြဆိုရင်ဒီဟာလေးကိုနော်နောက်ချမ်းဘက်ကိုလဲမယ်ဒါလေးကိုနောက်ချမ်းဘက်ကိုလဲမှာဖြစ်တဲ့အတွက်ဓာတ်ဆက်လိုက်တဲ့ချိန်ကျရင်ဒီလိုလေးတင်ပြီးတော့လိုက်မယ်နော်ဒီဘက်ကိုအောက်ထားပြီးတော့ဒါကိုဒီတိုင်းတင်ပြီးတော့လိုက်ဆိုတော့ဒီလိုလေးဓာတ်ဆက်လိုက်မယ်ဓာတ်ဆက်လိုက်ပြီးတော့မှဒီလိုလန်ကြည့်မယ်လန်လိုက်မယ်နော်ဒါကညီမတေချာမှာဒါမို့လို့ဓာတ်ဆက်လိုက်တာနော်မပြန်လန်တဲ့ချိန်ကျရင်ဒီမဲ့ကြည့်အဲ့လိုမျိုးလေးခက်ညင်ညင်လေးဖြစ်ရမယ်အရင်ကြီးခွာနေလို့မရအောင်ဒါဆိုတေချာလေးဖြန့်လိုက်တယ်ဆိုညီပါမယ်ကလားနော်တချို့ဆိုဒီနားလေးမှာအရင်ကြီးဟနေအရင်တိတာတယ်ဆိုတော့ဒါလေးကိုဘယ်လိုလုပ်လို့ရသေးလဲဆိုရင်သူဒီနားလေးမှာချုပ်စာလေးပုံနေဆိုပုံနေတဲ့ဟာတွေညှက်ထုတ်ဒါတွေကထောက်ထောက်ကြီးဖြစ်နေလို့